bass တန်ကြိုက်နေတဲ့သူတွေအတွက်တည်တံ့ထုတ်ထားတဲ့ headphone headphone တစ်ခုနဲ့သချင်းတွေကိုနားဆင်တဲ့အခါမှာကိုရွေးချယ်ထားတဲ့ headphone ပေါ်မှာမူတည်ပြီးတော့နားဆင်ရတဲ့ပုံစံတွေကကွဲပြားခြားနားမှုတွေရှိနေပါလိမ့်မယ်Hello ထစုပါထစုကတော့ဒီခါမှာတော့ headphone တွေအများကြီးထဲမှာ bass အတန်အတွက်အကျန်းစားတွေကိုတည်တံ့အသုံးပြုခြင်းတဲ့သူတွေအတွက် powerful bass experience ကိုရရှိစေနိုင်မဲ့ ULG Wear headphone လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ULG Wear headphone က bass အတန်အတွက်တွေကိုအားပြင်းပြင်းနဲ့ခံစားစေနိုင်တဲ့ headphone တစ်ခုဖြစ်ပြီးတော့ music တွေကို powerful ပြပြနဲ့နားထောင်ခြင်းနဲ့ဆိုရင်တော့ရွေးချယ်တဲ့ headphone တစ်ခုပဲဖြစ်ပါတယ်။ပုံမှန်နားထောင်နေကြ headphone တွေနဲ့မတူညီတဲ့ vibe ကိုရရှိဖို့သူ့မှာပါတဲ့ feature mode တစ်ခုဖြစ်တဲ့ ULT mode ကို on ပေးလိုက်တာနဲ့ music concert တစ်ခုကိုကိုယ်တိုင်ရောက်သွားသလိုမျိုး feeling တစ်ခုကိုလည်းရရှိစေမှာပါနောက်တစ်ချက်က noise cancelling လည်းပါဝင်တာကြောင့်တယောက်တည်းတီးတန့်ကဘာလေးကိုကိုယ်တိုင်ဖန်တီးရင်းနဲ့စိတ်အပန်းဖြေဖို့ကို ULT Wear headphone လေးနဲ့ရယူနိုင်မှာဖြစ်ပါတယ်။ဘယ် outfit နဲ့မဆိုလိုက်ဖက်တဲ့ design လည်းဖြစ်ရမယ်။ပေါ့ပါတက်ဆင်လို့ရတာမို့လို့ကြိုက်တဲ့နေရာကိုတည်သွားတက်သွားခူးဖြစ်နေရောပဲ။တခါအားသွင်းရုံနဲ့နိုင်30ထိအားအေးစိတ်ခံတာမို့လို့တနေ့ကုန်လုံးအသုံးပြုမယ်ဆိုရင်တော့လုံးဝစိတ်ပူစရာမလိုတဲ့အပြင်ဖုန်းပြောတာကအစားကြည်လင်ပြတ်သားတဲ့အတန်ကိုရရှိစေဖို့ noise reduction နည်းပညာအစပါဝင်တဲ့ ULT Wear နဲ့သာဆိုရင်အားကစားအတွက်ပဲသုံး lifestyle အတွက်ပဲသုံးအသုံးတဲ့စီမှာပါရွေးချယ်ခြင်းစရာ color တွေအနေနဲ့က3ရောင်ထိရှိပြီးတော့ဒီ ULG Wear ကိုလာရောက်စမ်းတက်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်တော့ Sony Showroom နေဖြစ်တဲ့ကဘာကြီး Sony Showroom, Junction City Sony Showroom နဲ့ Mandalay Sony Showroom တို့မှာလာရောက်စမ်းတက်ပြီးတော့အသုံးပြုနိုင်ပါပြီ